တလုံးရဲ့တန်ဖိုးထက်တောင်ဈေးကြီးနေတော့ဖနက်များနံပါတ်1 Monster Shoe ဒီဖနက်ကို Italy designer Antonio Biagstri ကစတင်ဖန်တီးခဲ့တယ်လို့သိရပါတယ်။ဘယ်ချိန်ဘယ်ခုနှစ်တုန်းကစတင်ဖန်တီးခဲ့တာလဲဆိုတာကိုတော့အတိအကျမသိရဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒီဖနက်ကိုကဘာကတိအောင်ချပြခဲ့တဲ့ခုနှစ်ကတော့ဖော်ပြထားပါတယ်။2019တုန်းကဒူဘိုင်းမြို့မှာကျင်းပခဲ့တဲ့ Miss Fashion Week မှာပထမဆုံးအကြိမ်ကဘာကိုချပြခဲ့ပြီးကဘာဈေးအကြီးဆုံးဖနက်အဖြစ်စံချိန်မှာတင်သွားခဲ့ပါတယ်။အတူရဲ့ဈေးနှုန်းကတော့ American Dollar 19.9 million ခန့်ရှိပါတယ်။ဒီဖနက်ဟာဘာကြောင့်တန်ဖိုးကြီးနေရတာလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်။ဖနက်ရဲ့တောက်ကိုဒူဘိုင်းမြို့ကကဘာအမြင့်ဆုံးအဆောက်အုံဖြစ်တဲ့ Burj Khalifa ရဲ့ပုံစံတိုင်းကိုရွှေစစ်စစ်တွေနဲ့ပြုလုပ်ဖန်တီးထားတယ်လို့ဆိုပါတယ်။ဒီရဲ့ဖနက်ရဲ့တစ်လျှောက်လုံးမှာလည်းစိန်စစ်စစ်တွေနဲ့စီချယ်ထားတာကိုတွေ့ရှိရပါတယ်။ဒါဒီမကတည်းပါဘူးဖနက်ရဲ့အရှေ့ပိုင်းနဲ့အလယ်ပိုင်းတွေမှာလည်း1586ခုနှစ်တုန်းကအာဂျင်တီးနားမှာတွေ့ရှိခဲ့တဲ့အောက်ကခဲအပိုင်းစားတွေကိုပါထက်သွင်းအလှဆင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်မလို့ဒီဖနက်ကို Monster Shoe လို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီဖနက်ကို CB လိုင်းလျှောက်ထွက်မယ်ဆိုရင် body ကအနည်းဆုံး10ရောက်လောက်ထားရမယ့်အနေထားလို့ကျွန်တော်ထင်ပါတယ်။ဖနက်တွေချုပ်ပြီးတွားရမယ့်နေရာတွေဆိုရင်လည်းဒီဖနက်ကိုလယ်ပင်မှာအရင်ဆွဲပြီးတွားရမယ့်အနေထားတော့ရှိပါတယ်။ဒါပေမဲ့ဒီဖနက်ကိုတော့ဝယ်စည်းဖူးတဲ့လူမရှိသေးဘူးလို့ဆိုကြပါတယ်လူတွေကလည်းဒီဖနက်ဟာစီဖို့ထက်အလှပြဖို့အတွက်ပဲဖန်တီးထားတယ်လို့ပြောကြပါတယ်ဒီတော့နေနဲ့ဆိုရင်ရောအိမ်တလုံးထက်တောင်အတန်ဖိုးကြီးနေတဲ့ဖနက်ကိုဝယ်ကြမှာလားကွန်မန့်မှာဖြည့်ပေးခဲ့လို့ရပါတယ်ဝယ်စည်းမယ်ဆိုရင်တော့ body cap ပါတစ်ခါတည်းရှာထားလိုက်ဖို့တော့အကြံပေးချင်ပါတယ်ဟိုဘာပဲစီစီစိန်ပါမှရွှေပါမှကြိုက်တဲ့ကောင်မလေးတွေဆိုရင်တော့ဒီဖနက်လေးရှိတယ်ဆိုတာကိုအတိပေးလိုက်ရပါတယ်ခင်ဗျာဖနက်တွေဝယ်ရင်ဈေးအရင်စစ်ပြီးဝယ်တတ်တဲ့သူဆိုရင်တော့ဒီဗီဒီယိုလေးကိုကြော်ထားလိုက်ကြပါလို့ပြောချင်ပါတယ်နံပါတ်1 Fashion Diamond Shoe ဒီဖနက်ကလည်းရွှေမြို့တော်လို့ခေါ်တဲ့ဒူဘိုင်းနိုင်ငံကပဲစတင်ဖန်တီးခဲ့ပါတယ်။ Chata Dubai ဖနက်ကုမ္ပဏီနဲ့ Fashion Jewelers ရတနာဆိုင်တို့ကပူးပေါင်းပြီးဒီဖနက်ကိုပြုလုပ်ဖန်တီးခဲ့တယ်လို့သိရပါတယ်။ Chata Dubai ဖနက်ကုမ္ပဏီကဖနက်ရဲ့ဒီဇိုင်းကိုတာဝန်ယူပြီး Fashion Jewelers ရတနာဆိုင်တို့ကတော့အဖို့တန်စိန်ရွှေရတနာတွေကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ဖနက်တရားလုံးကိုရွှေစစ်စစ်တွေနဲ့ပြုလုပ်ထားပြီးဖနက်ရဲ့အနားတက်တွေမှာလည်းစိန်အသေးလေးနေရာ36လုံးနဲ့စီချေထားတာကိုတွေ့ရှိရပါတယ်။သူ့ရဲ့အထူးခြားဆုံးကတော့ဖနက်တစ်ဖက်စီရဲ့အရှိတ်ဖက်မှာ15 carat ရှိတဲ့ Deforest လို့ခေါ်တဲ့စိန်စင်တစ်လုံးစီပါဝင်နေတာပါပဲ။ Deforest ဆိုတာအနုကြည့်မှန်ဘလူးနဲ့ကြည့်ရင်တောင်ပြစ်နာစာရှာမရတဲ့ကမ္ဘာအရှားပါဆုံးနဲ့အရည်တွေအကောင်းဆုံးစိန်စင်တွေပဲဖြစ်ပါတယ်။ရှားတော့တာမန်စိန်တွေနဲ့ရှင်ရင်လည်းဈေးနှုန်းကအလွန်မဲမိုးနဲ့မြေကွာခြားတယ်လို့သိရပါတယ်။ဒါကြောင့်မို့လို့ဒီဖနက်ကလည်းကမ္ဘာစီအကြီးဆုံးဖနက်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူရဲ့ဈေးနှုန်းကတော့ American Dollar 19 တန်းခန့်ရှိပါတယ်။ဒီဖနက်ကို2018ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာကမ္ဘာကိုစတင်ချပြခဲ့တာပဲဖြစ်ပါတယ်။သူကအရှိက Monster Shoe ထက်တော့ပိုပြီးတော့စောခဲ့ပါတယ်။ဒါပေမဲ့ Monster Shoe လောက်တော့ဈေးမကြီးခဲ့ပါဘူး။ဒုတိယဈေးအကြီးဆုံးအဖြစ်ဒါရပ်တည်နေခဲ့ရပါတယ်။ဒီ Fashion Diamond Shoe ကိုဒူဘိုင်းမြို့ရဲ့နာမည်ကျော် Bus AIRS Hotel ကြီးမှာခန်းနာထဲဝါဆိုတာမိတ်ဆက်ပြသခဲ့တယ်လို့သိရပါတယ်။ဒီဖက်နက်ကိုဒါ CB လိုင်းလျှောက်ထွက်မယ်ဆိုရင်အရှိက Monster Shoe လိုပဲ body ကအနည်းဆုံး10ရောက်လောက်ထားရှိရမယ့်အနေထားပါပဲ။မတော်လို့လမ်းမှာခလုတ်တိုက်ပြီးစိန်တလုံးလောက်တာပြုတ်ကျကြံခဲ့မယ်ဆိုရင်ဒီမှာရှိတဲ့ရက်ွက်တစ်ခုလုံးချမ်းသာတော့နေပါတယ်။လိုင်းလျှောက်ရင်ဖနှောက်ဆောင်ပြီးတွားတတ်တဲ့ကောင်မလေးတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြော်တက်လိုက်ကြပါလို့ပြောချင်ပါတယ်။နံပါတ်3 နတ်တမီစီဖနက်ဒီဖနက်ကတော့ British designer တူဖြစ်တဲ့ Dabin with Hand ကဖန်တီးပေးခဲ့တယ်လို့သိရပါတယ်ဒီဖနက်ကိုအမည်မသိတဲ့မိသားစုတစုကသူတို့ရဲ့မိသားစုဝင်အမျိုးသမီးတို့အတွက်တက်30ပြည့်မွေးလက်ဆောင်အဖြစ်ထူးထူးခြားခြားပေးရှင်လို့ဆိုပြီး British designer Dabin ကိုတီးထန်ဖန်တီးခိုင်းခဲ့ပါတယ်ဒီဖနက်ဟာအရှိကဖနက်တွေထပ်ပို့ပြီးတော့စောခဲ့ပါတယ်သူကတော့နောက်ဆက်ပုံခုနှစ်အောက်တိုဘာလတုန်းက Raffles Dubai Hotel ကြီးမှာစတင်ချပြခဲ့ပါတယ်အဲဒီရဲ့ဈေးနှုန်းကတော့ American Dollar 15.1 million တန်ဖိုးရှိပါတယ်သူ့ရဲ့ဈေးနှုန်းကြီးရတဲ့အကြောင်းရင်းကတော့ရှားပါကြောင့်ရတာနဲ့မွမ်းမံထားတာကြောင့်လို့ဆိုပါတယ်3 carat ရှိတဲ့ဘန်းရောင်စိန်2ပွင့်နဲ့1 carat ရှိတဲ့ပြာရောင်စိန်2ပွင့်တို့ကိုအသုံးပြုထားပြီးဒီစိန်တွေရဲ့တန်ဖိုးနဲ့တင် American Dollar 13 million ကျော်ရှိနေပြီလို့သိရပါတယ်ကျန်တာကတော့ရွှေနဲ့တခြားစိန်အသေးလေး1000ကျော်ကိုထည့်သွင်းစီချထားတယ်လို့ဆိုပါတယ်ဒီဖနက်ကလည်းအရှိကဖနက်တွေလိုပဲ body cut လိုလိမ့်မယ်လို့ထင်ပါတယ်လူကိုစောင့်ကြည့်ဖို့တဲ့ဖနက်ကိုအဓိကစောင့်ကြည့်ဖို့ပါဒီတော့လည်းရွှေဝယ်စုရတာညင်းငွေလာပြီဆိုရင်ဒီလိုမျိုးဈေးကြီးတဲ့ဖနက်တွေရန်လောက်ကိုအဝယ်ယူထားလိုက်ကြပါလို့ပြောချင်ပါတယ်ဒါပေမဲ့ဝယ်ပြီးသွားပြီဆိုရင်လည်းဖနက်တစ်ခုမတွေ့အောင်တော့ဒီချာလေးတင်ထားဖို့တော့ကြံပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့လူတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့တော့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye